တကယ်လို့တင်ကမာလာအရသာကြိုက်တဲ့သူဆိုရင်ဒီလိုလေးမဖြစ်မနေချက်စားကြည့်ပါရှင်စနာကတော့အုံနောက်လည်းကြိုက်တယ်အုံနောက်ချက်ရင်လည်းအမြဲတမ်းချင်းကြက်သွန်ဖြူနဲ့အချိုချက်ပဲချက်စားဖြစ်တာမဟုတ်လို့ဒီနေ့တော့မတူအောင်မာလာအနှစ်လေးနဲ့ရောပြီးတော့ချက်စားဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်44 channel ကနေကြိုဆိုပါရစေမတူညီတဲ့ဟင်းချက်နီးမုတ်လုံနီးဗီဒီယိုတစ်လေးတွေအတွက်44 channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်ရှင်အရင်ဆုံးအမဲအုံနောက်ကိုရေလေးနဲ့ဖြည်းဖြည်းလေးလှုပ်ပြီးတော့ဆေးပါမယ်ရှင်အရန်ကြီးဆေးလို့မရပါဘူးเนาะအုံနောက်တွေကြေကုန်မှာစိုးလို့ပါရှင်ပါဝင်ပစ္စည်းတွေအနည်းနဲ့ကဂျင်းကြက်သွန်ဖြူမာလာအနှင်းနဲ့အမဲအုံနောက်ပါရှင်အရင်ဆုံးအမဲအုံနောက်ကိုအရသာမှုတ်စားစနမုတ်လေးထည့်ပြီးတော့ဖွားဖွားလေးနေပါမယ်ရှင်ပြီးရင်စီသက်ဖို့အတွက်ဂျင်းကြက်သွန်ဖြူကိုတပြားရိုက်ပြီးတော့ပပလေးလှီးပြီးစီသက်ပါမယ်ရှင်စီနှင်းငယ်ထည့်ပြီးစီပူလာပြီဆိုရင်တပြားရိုက်ထားတဲ့ဂျင်းကြက်သွန်ဖြူကိုထည့်ပါမယ်ရှင်အနက်လေးမှုေးလာပြီဆိုတော့မှအရသာနေထားတဲ့အမဲအုံနောက်ကိုထည့်ပါမယ်ရှင်ပြီးရင်ကျင်းရည်လေးအနှိမ့်ငယ်ထည့်ပြီးတော့စီပြန်လာတဲ့အထိကြော်ပါမယ်ရှင်ရေမခန်းခင်ဟိုဘက်ဒီဘက်လည်းအတုံးလေးတွေပိုင်းပြီးတော့ကြက်တဲ့အထိကြော်ပါမယ်ရှင်ဘာလို့အတုံးလေးတွေပိုင်းလဲဆိုတော့အတွင်းထဲအထိမကြက်မှာစိုးလို့ပါရှင်အတွင်းထဲအထိကြက်အောင်အတုံးသေးသေးလေးတွေကိုပိုင်းပြီးတော့မှဟိုဘက်ဒီဘက်လှည့်ပြီးတော့ကြော်ပါမယ်ရှင်အမဲအုံနောက်ကိုအပေါ်ကျော်လေးတွေတင်းပြီးတော့နီလာတဲ့အထိကြော်ပြီးမှမာလာအနှစ်ကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်အနှစ်လေးပါအရသာဝင်အောင်ကြက်သားမုံလက်ဖက်ရည်စုံနဲ့နှစ်စုံကိုထည့်လိုက်ပါမယ်ရှင်စနာကတော့ပူပူလေးစားခြင်းလို့မြေအိုးတဲ့ကိုပြောင်းထည့်အပူလေးပေးပြီးတော့ပွက်လာတော့မှမီးဖိုပေါ်ကနေချပါတယ်ရှင်မာလာလည်းကြိုက်တယ်အုံနောက်လည်းကြိုက်တယ်ဆိုရင်တော့ဒီလိုလေးလှုပ်စားကြည့်ပါရှင်စားလို့တကယ်ကိုကောင်းပါတယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်မတူညီတဲ့ဟင်းချက်နီးမိုးလုံနီးဗီဒီယိုလေးတွေအတွက်44 channel လေးကိုလည်း subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်ရှင်